ဒီမျိုးသမီးဟာပြင်းထန်တဲ့စိတ်ဝေဒနာတစ်ခုကိုခံစားနေရပေမဲ့ရွာသားတွေကသူမကိုဘယ်တော့မှခွဲခြားမဆက်ဆံခဲ့ပါဘူးအဲ့ဒီအစားသူတို့ဟာအန်နာကိုကလေးဘဝကလေးကစိတ်ရှိလက်ရှိလမ်းညွှန်ပေးခဲ့ကြပါတယ်အန်နာကတိရစ္ဆာန်လေးတွေကိုတက်ချင်စိတ်ပေါက်လာတိုင်းရွာသားတွေကသူမကိုအချိန်မီတားဆီးခဲ့ကြပါတယ်သူမကတစင်ကိုဆွဲကင်လိုက်တဲ့အခါမျိုးမှာတော့ရွာသားတွေကချက်ချင်းပဲစာဖတ်စာရေးတင်ပေးပြီးသူမရဲ့စိတ်ကိုပြောင်းလဲစေခဲ့ပါတယ်တညမှာတော့ခွေးတစ်ကောင်ကမရက်မနားဟောင်းနေခဲ့ပါတယ်အန်နာကအဲ့ဒါကိုစိတ်နှောက်ယှက်ဖြစ်ပြီးခွေးကိုတက်ပစ်ချင်စိတ်ထပ်ပေါက်လာခဲ့ပါတယ်ရွာသားတွေကသူမကိုလက်ပူလက်ကျက်မိသွားပေမဲ့အပြစ်မပေးခဲ့ပါဘူးအဲ့ဒီအစားသူမကိုတစ်သားပန်းပူထုတဲ့စီကိုခေါ်သွားခဲ့ပါတယ်အတွင်းထဲမှာပိတ်လောင်နေတဲ့ဒေါသတွေအားလုံးကိုထုတ်လွှတ်ဖို့အတွက်သူမကိုတစ်သားတွေထုခိုင်းခဲ့ပါတယ်အန်နာကဓာတ်တစ်ချောင်းကိုထက်ကင်လိုက်တဲ့အခါမှာတော့သူမဘသူ့ကိုမှအနေရမပေးတော့ဘူးဆိုတာရွာသားတွေသိနေကြပါပြီသူတို့ကမုံတွေကိုလိဖြတ်ဖို့ဓာတ်ကိုဘယ်လိုသုံးရမလဲဆိုတာစိတ်ရှိလက်ရှိပြသပေးခဲ့ပါတယ်အခုဆိုရင်တော့ရွာသားတွေကသူမရဲ့ဒေါသမှုကျင့်တွေကိုလုံးဝအသားကျနေပါပြီအန်နာဟာငယ်ငယ်ကလေးကအမြဲတမ်းထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်ရွာသားတွေကသူမအတွက်ဂုဏ်ယူခြင်းကလွဲလို့ဘာမှမခံစားရပါဘူးအန်နာရွာကိုပြန်ရောက်လာတဲ့အခါသူမခေါ်လာတဲ့အမျိုးသားတစ်ယောက်ကိုရွာသားတွေတွေ့လိုက်ပါတယ်သူတို့ကအဲ့ဒီလူကိုအန်နာရေးစားလို့ထင်ခဲ့ကြပေမဲ့တကယ်တော့ဂျိုဝဲဆိုတာအန်နာတွေ့လာတဲ့နတ်သူငယ်တစ်ယောက်ဖြစ်နေပါတယ်အန်နာကဒီနတ်သူငယ်ကိုဖယ်ရှားဖို့နေလည်းမရှိမှန်းသိတာကြောင့်သူ့ကိုယ်သူအာယုံဆက်မခံရအောင်စီကံချက်တချို့ထုတ်ထားခဲ့ပါတယ်နတ်သူငယ်ကပြန်ခုခံတဲ့အခါအန်နာကသူ့ကိုသင်ခန်းစာပေးဖို့ပစ္စည်းတစ်ခုကိုဆွဲကင်လိုက်ပါတယ်ဒါပေမဲ့အဖွားဖြစ်သူကရုတ်တရက်ဝင်လာပြီးအန်နာပုံစံတစ်ခုခုလဲနေတာကိုသတိထားမိသွားပါတယ်တကယ်တော့နတ်သူငယ်ကကိုပြောက်သွားတာကြောင့်အဖွားကအန်နာစိတ်ဝေဒနာထပ်ထနေတယ်လို့ထင်သွားခဲ့တာပါအန်နာမှလည်းသူ့လက်ကဝတ်ကိုနာနာကပ်ပြလိုက်ရတာကလွဲလို့တခြားနေလည်းမရှိခဲ့ပါဘူးဒါကတော့အဖွားတင်ပေးထားတဲ့ဒေါသထိန်ချုံနည်းပညာတစ်ခုပါပဲသူမရဲ့နာယီတန်ကိုနားထောင်လိုက်ရုံနဲ့သူမကိုသူမစိတ်တည်ငြိမ်အောင်လုပ်နိုင်ခဲ့ပါတယ်အန်နာငယ်ငယ်တုန်းကအဖွားကသူမကိုတကယ့်နာကျင်မှုဆိုတာဘာလဲဆိုတာသင်ပေးခြင်းခဲ့ပါတယ်နေ့တိုင်းကြောင်းသွားတဲ့လမ်းမှာအန်နာဖိနက်ထဲမှာကြောက်စိတ်ခဲတလုံးအမြဲရှိနေတတ်ပါတယ်အဖွားကအဲ့ဒါကိုထုတ်ပစ်ခွင့်မပေးဘဲတားထားလေးရှိပါတယ်အန်နာကဘလောက်တောင်နေရထိုင်ရခက်လဲဆိုတာညှိညူပေမဲ့အဖွားကတော့အဲ့ဒီခံစားချက်ကိုမှတ်ထားဖို့ပြောခဲ့ပါတယ်ခေတ္တလူဖွဲ့စည်းကိုပထမဆုံးချိန်တွေ့ကြုံရတဲ့နတ်သူငယ်လေးကတော့ကားတွေကိုမြင်ပြီးအန်နာမဆုံးဖြစ်နေခဲ့ပါတယ်သူမတော်တဆပြဿနာတစ်ခုခုလုံးမိလိုက်တိုင်းမှာကိုပြောက်လိုက်ပြန်တာကြောင့်လူတွေမှာသူတို့မျက်စိမားနေတာလားလို့တွေးထင်ကြံခဲ့ရပါတယ်